လူတစ်ယောက်ကိုရဲရဲဆက်ဆက်တက်ဖြတ်ခဲ့ပြီးလက်စဖြတ်ဖို့အတွက်ချစ်စရာကောင်းတဲ့ Hello Kitty ရုပ်ကောင်းထဲမှာတိတ်ဆုံးသူရဲ့ဦးကောင်းကိုဖြတ်ပြီးထည့်ထားခဲ့တဲ့တစ်ချိန်တုန်းကဟောင်ကောင်ကလူသက်မှုအားလုံးပဲမင်္ဂလာပါ KO Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဆာမကီပါကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တစ်ခုကဒီ Hello Kitty လူသက်မှုအကြောင်းပြောပြဆိုပြီးတော့လာမှတ်ထားတွေ့လို့ကျွန်တော်ဒီဗီဒီယိုကိုထုတ်လိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီ Hello Kitty လူသက်မှုနဲ့ပတ်သက်ပြီးကျွန်တော်သိတော့ကိုပြောပြတော့မယ်ဗီဒီယိုလေးမစခင်မှာတော့ထုတ်စတိုင်းပဲကျွန်တော် KO Entertainment YouTube channel လေးကို subscribe လုပ်တဲ့ဆိုရင် subscribe လုပ်ပေးကြပါဘေးနဲ့လူတွေပဲခလောက်နေလဲနှိပ်ပေးကြပါပြီးတော့ထုတ်စတိုင်းပဲတင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကြည့်နေဆိုရှင်တော့ VPN လေးခံပြီးတော့ကြည့်ပေးခြင်းပြင်ခွင့်ပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်စလိုက်အောင်ပါဒီမှုကတော့1996ခုနှစ်မေလတုန်းကဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့သမိုင်းတစ်လျှောက်ကြောက်စရာအကောင်းဆုံးလူသတ်မှုတွေကတစ်ခုဖြစ်ပါတယ်။တေဆုံးသူမိန်းကလေးက night club တစ်ခုမှာပြစ်ဒဏ်အလုပ်ကိုလုပ်ကင်တဲ့23နှစ်အရွယ်ဖန်မန်ကြီးလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ပါ။သူမရဲ့အကြောင်းကနေစပြောရမယ်ဆိုရင်တော့ဖန်မန်ကြီးကငယ်စဉ်ကတည်းကမိဘမဲ့အကြောင်းမှာကြီးပြင်းခဲ့ရပြီးအသက်15-16အရွယ်လောက်ကတည်းကပြစ်ဒဏ်အလုပ်ကိုစတင်လုပ်ကင်ခဲ့တာပါ။1996ခုနှစ်မှာတော့အိမ်အောင်ကျခဲ့ပြီး2နှစ်ကြာ1998ခုနှစ်မှာသားလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်နောက်ပိုင်းမှာတော့သူမရဲ့အိမ်တော်ရဲ့အဆင်မပြေမှုတွေကြောင့်ခင်မွန်းတန်နဲ့လမ်းခွဲခဲ့ပြီးခလေးတစ်ယောက်နဲ့လောကဒဏ်ကိုရင်ဆိုင်ခဲ့ပါတယ်။ဖန်မန်ကြီးကသူမရဲ့သားလေးအနာဂတ်ကိုရှေ့ရှုပြီးတော့ဒီပြစ်ဒဏ်အလုပ်ကိုဆက်မလုပ်ကင်တော့ဘဲနဲ့ဟောင်ကောင်ကကာရာအိုကေဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။ဒါကပဲသူမဘဝအတွက်အကြီးမားဆုံးမှားတစ်ခုဖြစ်ခဲ့တာပါ။ဟောင်ကောင်ရဲ့နာမည်ကြီးဂိုင်းစတာဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ချမ်မန်လော့ဆိုတဲ့သူကသူမအလုပ်လုပ်တဲ့ကာရာအိုကေဆိုင်ရဲ့အမြဲတမ်းကစတမာတစ်ယောက်ပါ။သူတို့နဲ့ပဲသူတို့နှစ်ယောက်ကမကြခင်မှာရင်းနှီးသွားခဲ့ပြီးသူတို့နှစ်ယောက်ကြားမှာငွေကြေးရှုပ်ရှင်းတွေရှိလာခဲ့ပါတယ်။ဂိုင်းစတာတွေရဲ့ထိုးစံအတိုင်းပဲချမ်မန်လော့ကတိုးတွေကိုစမတန်တောင်းပြီးတော့ဖန်မန်ကြီးကိုနိုင်ကျင့်ခဲ့ပါတယ်။ဒါတင်မကသေးပဲမေလ18ရက်1999ခုနှစ်မှာတော့ချမ်မန်လော့ကသူ့ရဲ့တခြားဂိုင်းစတာအဖွဲ့ဝင်2ယောက်နဲ့ဖန်မန်ကြီးကိုတရားဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့2ယောက်ကတော့အသက်28နှစ်အရွယ်လီယိုရှင်းချိုနဲ့အသက်22နှစ်အရွယ်လီယိုဝင်းလီယန်တို့ပဲဖြစ်ပါတယ်။သူတို့3ယောက်ကဖန်မန်ကြီးကိုတိုက်ခန်းတစ်ခုထဲမှာပိတ်လောင်ထားခဲ့ပြီးလူမဆန်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေပြုလုပ်ခဲ့ပါတယ်။အစားပိုင်းမှာတော့သူတို့3ယောက်ထဲပြင်မဲ့နောက်ပိုင်းမှာတော့ချမ်မန်လော့ရဲ့ချစ်သူ14နှစ်အရွယ်အဖောင်ဆိုတဲ့မိန်းကလေးပါပါဝင်လာခဲ့ပါတယ်။ဒီအမှုမှန်ကိုပေါ်ပေါက်လာစေတာကလည်းဒီမိန်းကလေးကြောင့်ပဲဖြစ်ပါတယ်။ဒါကိုနောက်မှပြောပြပါမယ်။အကြောင်းရင်းကိုအရင်ဆက်လိုက်ရအောင်ပါ။သူတို့4ယောက်ကဖန်မန်းကြီးကိုထိုးတာရိုက်တာအရမပြုကျင်တာတွေအပြင်အညစ်အကြေးတွေကိုပါအတင်းကျပ်စားခိုင်းတာမျိုးစတဲ့လူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုပြပြထက်ထက်ပြုလုပ်ပြီးတော့နှိပ်စက်ခဲ့ကြပါတယ်။ဒီလိုမျိုးဆိုးရွားတဲ့နှိပ်စက်မှုတွေကိုခံနိုင်မရှိတော့တဲ့အဆုံးမှာတော့ဖန်မန်းကြီးဟာအသက်သေဆုံးသွားခဲ့ပါတယ်။ဒါနဲ့ပဲတရားခံ၄ဦးဟာဖန်မန်းကြီးရဲ့ရုပ်တောင်းကိုဖျောက်ဖျက်ဖို့အတွက်ဘတ်တက်ထဲထည့်ပြီးတော့အပိုက်ပိုက်ခုတ်ဖြတ်လိုက်ပါတယ်။အဲ့နောက်မှာတော့ရေနွေးပူပူနဲ့ပြုတ်ပြီးခန္ဓာကိုယ်ရဲ့အချို့အစိတ်ပိုင်းတွေကိုခွေးကြွေးတာမီးရှို့တာမြေမြုပ်ပစ်တာတွေပြုလုပ်ခဲ့တဲ့အပြင်ဖန်မန်းကြီးရဲ့ဦးခေါင်းကိုတော့ Hello Kitty ရုပ်ရဲ့ခေါင်းထဲမှာထည့်ထားခဲ့ပါတယ်။ဒါကြောင့်ပဲဒီမှုကအချိန်တိုက်တာအနေငယ်ဒီဘယ်သူမှသတိမထားမိအောင်အစနာပြောင်းနေခဲ့ပါတယ်။ခုနစကားကိုပြန်ဆက်ရရင်ဒီအမှုမှန်ပေါ်လာစေတာကတော့တရားခံ၄ဦးထဲမှာပါဝင်ခဲ့တဲ့14နှစ်အရွယ်အဖောင်ဆိုတဲ့ကောင်မလေးကြောင့်ပါ။ဖန်မန်းကြီးတည်ဆုံးပြီးရက်အနေငယ်ကြာမှာပဲဒီကောင်မလေးကကြောက်လန့်ကြတဲ့ရဲစခန်းကိုသွားပြီးတော့ဝန်ခံခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်တေဆုံးသူရဲ့ဝိညာဉ်ကသူမကိုပြင်းပြထန်ထန်6လန့်နေတာကြောင့်ဖြစ်တယ်ဆိုပြီးရဲစခန်းမှာဝန်ခံခဲ့တာပါအစားပိုင်းမှာတော့ရဲတွေက14နှစ်ရွယ်ကောင်မလေးရဲ့စကားကိုမယုံခဲ့ပေမဲ့အဖောင်ကအခင်းဖြစ်ပွားတဲ့နေရာထိပါလိုက်ပြခဲ့တာကြောင့်အမှုမှန်ပေါ်သွားခဲ့ပြီးတရားခံအားလုံးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဝန်ခံထွက်ဆိုသူကောင်မလေးအဖောင်ကိုတော့တပ်သိမ်းနေတဲ့ရုံးတင်ခဲ့ပြီးကျန်တဲ့တရားခံ3ဦးကိုတော့တသက်ကျွန်းစီထောင်နဲ့ချမှတ်ခဲ့ပါတယ်ဒီမှုကတမိုင်းတစ်လျှောက်ကြောက်စရာအကောင်းဆုံးနဲ့ရက်ဆက်ဆုံးလူသတ်မှုတွေကတစ်ခုဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်ဒီဖြစ်ရပ်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ရုပ်ရှင်တွေလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ပြောပြခဲ့တာကတော့1999ခုနှစ်တုန်းကဟောင်ကောင်မှာဖြစ်ပွားခဲ့တဲ့ Hello Kitty လူသတ်မှုအကြောင်းပါဒီကြောင့်လည်းပတ်သက်ပြီးပြည်သူတွေထင်မြင်ချက်ကိုလည်းအောက်က comment မှာဝင်ရောက်ရေးသားတော့လို့ရပါတယ်နောက်ထပ်ဗီဒီယိုလို့စီချက်အကြောင်းအရာနောက်သိကျင်ကြောင်းရှင်းရှင်းလည်းအောက်က comment မှာဝင်ရောက်ရေးသားတော့လို့ရပါတယ်ကျွန်တော်တက်နိုင်တော့ reset လုပ်ပြီးတော့ဗီဒီယိုပုံပြောင်းဖန်တီးပေးတော့မယ်ဗီဒီယိုလို့ဆုံးကြည့်လို့ကျေးဇူးပါတယ်နိုင်စကားလေးလည်းနှိပ်တော့မိပါတယ်နိုင်ဆုံးတော့ကြောင်းလေးကြောက်စရာကြောင်းလည်းအတူကြားခဲ့ပါဦးမယ်bye bye